ဒီနေ့ဆွေးနွေးကြတာအခွင့်အာဏာပေါ့အခွင့်အာဏာကိုအင်အားသုံးပြီးတော့ရောက်လို့မရနိုင်ဘူးအဲ့လိုဆိုရင်အင်အားသုံးပြီးရောက်လို့ရတယ်လည်းရှိတယ်လို့နော်ပြောလို့ရနိုင်တာပေါ့ဒါမဲ့ကြားကြမခံပါဘူးအာဏာယူထားတဲ့လူအာဏာသိမ်းထားတဲ့လူကလည်းအမြဲလိုစိတ်ပူပန်ကြောက်ကြနေရတဲ့သဘောရှိတယ်အဲ့ဒါမဲ့ငွေကြေးပစ္စည်းကိုမမောလို့ဒီငွေကြေးကိုကမတရားနေတဲ့ရဟုသုံးဆွဲတယ်ဆိုလို့ရှိရင်အမြဲတမ်းသူစီမှာဒုက္ခအမြဲရောက်နေတဲ့သဘောရှိပါတယ်အဲ့ဒါမဲ့ငွေကြေးကိုအသုံးပြုပြီးတော့အခွင့်အာဏာကိုရောက်မယ်လို့ထင်လို့ရှိရင်လည်းမဖြစ်နိုင်ပါဘူးအဖြစ်နိုင်လဲခဏပဲဖြစ်ပါဒါမှမဟုတ်ဒီနေ့လို့မြန်မာနိုင်ငံလိုအနေအထားမှာရှိတဲ့လူငယ်တွေကောလူရွယ်တွေကောသတိပြုဆင်ခြင်ရမယ့်ကိစ္စတော့မိမိအာဏာရဖို့နိုင်ငံရေးအာဏာပဲဖြစ်အခြားအာဏာပဲဖြစ်နော်အုပ်ချုပ်ရေးအာဏာဖြစ်ရဖို့ဆိုလို့ရှိရင်တော့ခုနကအင်အားကိုအသုံးပြုခြင်းငွေကြေးကိုအသုံးပြုခြင်းကမဖြစ်နိုင်ဘူးဖြစ်လဲခဏပဲအဲ့လိုခဏအချိန်မှာအင်တန်မှစိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေရှိတဲ့အတွက်ဘာပဲလုပ်တဲ့အခါမှာစီကံနဲ့ဥရိနဲ့အညီမိမိတို့လိုချင်တဲ့ဟာကိုရပါလို့ပဲမိမိရဲ့ဘဝအတွေ့အကြုံကဒီလိုဆွေးနွေးကြတာအခွင့်အာဏာပေါ့အခွင့်အာဏာကိုအင်အားသုံးပြီးတော့ရောက်လို့မရနိုင်ဘူးအဲ့လိုဆိုရင်အင်အားသုံးပြီးရောက်လို့ရတယ်လည်းရှိတယ်လို့နော်ပြောလို့ရနိုင်တာပေါ့ဒါမဲ့ကြားကြမခံပါဘူးအာဏာယူထားတဲ့လူအာဏာသိမ်းထားတဲ့လူကလည်းအမြဲလိုစိတ်ပူပန်ကြောက်ကြနေရတဲ့သဘောရှိတယ်အဲ့ဒါမဲ့ငွေကြေးပစ္စည်းကိုမမောလို့ဒီငွေကြေးကိုမတရားနေတဲ့ရဟုသုံးဆွဲတယ်ဆိုလို့ရှိရင်အမြဲတမ်းသူစီမှာဒုက္ခအမြဲရောက်နေတဲ့သဘောရှိပါတယ်အဲ့ဒါမဲ့ငွေကြေးကိုအသုံးပြုပြီးတော့အခွင့်အာဏာကိုရောက်မယ်လို့ထင်လို့ရှိရင်လည်းမဖြစ်နိုင်ပါဘူးအဖြစ်နိုင်လဲခဏပဲဖြစ်ပါဒါမှမဟုတ်ဒီနေ့လို့မြန်မာနိုင်ငံလိုအနေအထားမှာရှိတဲ့လူငယ်တွေကောလူရွယ်တွေကောသတိပြုဆင်ခြင်ရမယ့်ကိစ္စတော့မိမိအာဏာရဖို့နိုင်ငံရေးအာဏာပဲဖြစ်အခြားအာဏာပဲဖြစ်နော်အုပ်ချုပ်ရေးအာဏာဖြစ်ရဖို့ဆိုလို့ရှိရင်တော့ခုနကအင်အားကိုအသုံးပြုခြင်းငွေကြေးကိုအသုံးပြုခြင်းကမဖြစ်နိုင်ဘူးဖြစ်လဲခဏပဲအဲ့လိုခဏအချိန်မှာအင်တန်မှစိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေရှိတဲ့အတွက်ဘာပဲလုပ်တဲ့အခါမှာစီကံနဲ့ဥရိနဲ့အညီမိမိတို့လိုချင်တဲ့ဟာကိုရပါလို့ပဲမိမိရဲ့ဘဝအတွေ့အကြုံကဒီလိုပဲဖြည့်ကြကြမှာ